20ဝင်းကျင်မှာဒီ Acer Travel Mate လေးတော်တော်မိုက်တယ်သူရဲ့ color လေးက gray လေးဗျအရောင်လေးလည်းမိုက်တယ် CPU generation လည်းတော်တော်မိုက်ပါတယ် Acer Travel Mate ဖြစ်ပါတယ်ဗျသူရဲ့ logo ကတော့ဒီတိုင်းလေးပဲဒေါင်းသားလေးမှာ Acer ရဲ့ logo လေးပါမယ် square size လေးဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ i5 ကို73 generation ဖြစ်ပြီးတော့ RAM 16GB နဲ့ SSD ကလည်း 512T ပါဝင်ထားတဲ့ကောင်လေးကတော့ဘာမှ RAM တွေပါထက်တိုးစရာမလိုတော့ဘူး generation လည်းကောင်းတယ်SSD လည်း storage ကောင်းတယ်ပေါ့ဗျာ14လက်မ size ကို square size လေးဖြစ်တယ်ပြီးလို့ရှိရင်ဘေးပေါင်ချင်းနဲ့ webcam မှာ privacy shutter ပါမယ်ဒီ webcam design လေးချိုးထားလေးလှုပ်ထားလေးလည်းတသက်ရဲ့နဲ့တော်တော်လေးမိုက်တဲ့ design ဖြစ်ပါတယ် metal body တော့မဟုတ်ပါဘူး plastic body ပါပဲဗျာပြီးသွားလို့ရှိရင်တော့ keyboard design ကတော့ကျွန်တော်ဒီလိုလေးပါ keyboard backlight မပါဘူးသူရဲ့ body ကတော့180လောက်ဒီလန်ချလိုက်လို့ရတဲ့အနေအထားကိုတွေ့ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ touchpad လည်းကြဲကြဲလေးလုပ်ပေးထားတယ်ပေါ့ဗျာ touchpad လည်းကြဲကြဲလေးလုပ်ပေးထားတယ်14လက်မ size ကိုတော်တော်ပေါ့ပေါ့ပါတဲလို့ပို့လို့ကောင်းတယ် generation မြင့်မြင့်လေးသုံးကျင်တယ် RAM များများ SSD များများသုံးကျင်တယ်ဆိုဒီကောင်လေးက320နဲ့9000 320စိုးစိုးမဲ့ကြာမှာဖြစ်ပါတယ်ညာဘက်ချမ်းမှာတော့ Oreo USB LAN port လေးတွေသူရဲ့ညာဘက်အချမ်းမှာမြင်ရတဲ့အတိုင်းလေးပဲတွေ့ရမှာဖြစ်ပါတယ်ဘယ်ဘက်မှာတော့ port တွေစုံတဲ့ USB port ထပ်ပါတယ် HDMI နဲ့ Type C နှစ် port နဲ့အားသွင်းတဲ့ port ပဲဖြစ်ပါတယ်ဒါကတော့သူရဲ့ original အားသွင်း port ပါ Type C နှစ် port ကတော့ကျွန်တော် data transfer လုပ်လို့ရမယ်အားလည်းသွင်းလို့ရပါအောင်မယ်ဒါတော့သူရဲ့ port လေးတွေစုံတဲ့ size လေးတွေလည်းဖြစ်ပါတယ်အဲ့တော့တက်သွားတက်လာလေးနဲ့ဒါကြကြလေးရုပ်ထွက်ငိမ့်ငိမ့်လေးသုံးနေတယ်ဆို Acer Travel Mate ကိုသုံးတင်တယ်ရွေးတင်တယ်ဈေးတန်းကလည်း20စွန်းစွန်းနေနဲ့ i5 ကို generation မြင့်မြင့်ရမယ် RAM မြင့်မြင့်ရမယ် SSD လည်း 512T ရမယ်ဆိုဒီကောင်လေးကိုရွေးချယ်ပါလို့ပြောချင်ပါတယ် laptop ပြီးရပါကျေးဇူးတင်ပါတယ်ဗျာ